လူတိုင်းမစည်းနိုင်တဲ့သိန်း6000တန်ကားကိုဈေးမစစ်ပဲဝယ်ခဲ့တဲ့ရွှေထူးနဲ့ရွှေမုံရတီကြီးကြီးတက်ချမ်းသာတာကြောင့်လူတိုင်းဝယ်မစည်းနိုင်တဲ့သိန်း6000တန်ကားကိုဝယ်စည်းခဲ့သူကတော့ရွှေမုံရတီနဲ့ရွှေထူးတို့ဇနီးမောင်နှံမှာအကြောင်းရင်းတစ်ခုကြောင့်သိန်း6000တန်လန်ခရိုဇာကားကိုဝယ်လိုက်ရတဲ့ရွှေထူးနဲ့ရွှေမုံရတီကတော်ရုံတချင်းတွေတောင်မစည်းနိုင်တဲ့သိန်း6000တန်တိုယိုတာလန်ခရိုဇာကားကြီးကိုဝယ်ခဲ့တာပဲဖြစ်ပါတယ်။ငွေကြေးအခက်အခဲတွေပေါ်များနေတဲ့အချိန်မှာရွှေထူးနဲ့ရွှေမုံရတီတို့ကသိန်း6000တန်နောက်ဆုံးပေါ်ကားကြီးကိုဝယ်ယူလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးဝယ်ယူလိုက်ရတာကလည်းသူတို့နှစ်ယောက်ကအနုပညာအလုပ်တွေပြန်လုပ်တော့မှမလို့သွားရေးလာရေးလွယ်ကူအောင်လို့ဆိုပါတယ်။အားလုံးသိကြတဲ့အတိုင်းဆိုတော့ရွှေထူးနဲ့ရွှေမုံရတီတို့ကပရိသတ်တွေချစ်ခင်နှစ်သက်ကြတဲ့အနုပညာရှင်စုံတွဲတွေဖြစ်ပါတယ်။ဒါကြောင့်လည်းရွှေထူးနဲ့ရွှေမုံရတီတို့ရဲ့အကျွမ်းဝချမ်းသာမှုကတော်တော်လေးများပြားပါတယ်။အထူးသဖြင့်သူတို့နှစ်ယောက်ကဇိမ်ခံကားတွေဈေးကြီးတဲ့လုံချင်းအိမ်ယာတွေမှာနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းရုတ်တရက်ဆိုသလိုရွှေထူးနဲ့ရွှေမုံရတီတို့ကအနုပညာအလုပ်တွေကိုရပ်နားခဲ့ကြတာပါ။ဒါကလည်းသူတို့နှစ်ယောက်ရဲ့ကျန်းမာရေးအခြေအနေကြောင့်ထိုင်းနိုင်ငံထိသွားရောက်ပြီးတော့ဆေးကုသမှုခံယူခဲ့ရတာကြောင့်ဖြစ်ပါတယ်။အခုချိန်မှာတော့ရွှေထူးနဲ့ရွှေမုံရတီတို့ကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပြီးမကြာခင်မှာပဲအချိန်တော်တွင်းမှာအနုပညာအလုပ်တွေကိုပြန်လည်လှုပ်ဆောင်သွားဖို့ရှိနေရလို့သိရပါတယ်။ဒါကြောင့်လည်းသူတို့နှစ်ယောက်ကစီးဖို့ကားတစ်စီးလိုအပ်တာကြောင့်သိန်း6000တန်တိုယိုတာလန်ခရိုဇာကားကိုဝယ်ယူခဲ့တာပဲဖြစ်ပါတယ်ရှင်။